ဟိုဘက်လက်နဲ့ပြောလို့ရပါတယ် ပြောလိုက်ရတယ် ဟိုဘက်လက်နဲ့ပြောလေရပါတယ် ရပါတယ်သူကအုပ်လိုက်ရတယ်ရတယ်ဘာပြောကိုက30ရှိတယ်သူ30ရှိရမှာမဟုတ်ဘူး တော့ကားစီမှုရှိတာမဟုတ်တာထားလိုက် ကိုမမရအဲ့လိုပဲပြောဟဲ့